ဒီနေ့ကတော့ကနန်းမဆလာဟင်းလေးချက်ပြမှာဖြစ်ပါရဲ့ရှင်အရေးဆုံးဈေးကနေဝယ်လာတဲ့ကနန်းတွေကိုရေသေးချပြောင်းအောင်လို့ဆေးပါမယ်ရှင်ရေဆေးပြီးတေချာလေးကင်ထားပါမယ်ရှင်ပြီးရင်တော့ကြက်သွန်အဖြူအနီးထောင်းထားတာလေးကိုစီတက်ပါမယ်ရှင်ငရုတ်သီးခွဲချမ်းလေးလည်းထည့်ပြီးတော့စီတက်ပါမယ်ရှင်အနှစ်မှာလည်းအရသာရှိအောင်လို့ကြက်သွန်အဖြူအနီးစီတက်တဲ့ထဲကိုအရသာမုတ်တွေထည့်ပါမယ်ရှင်ပြီးရင်တော့ခုနကကင်ထားတဲ့ကနန်းတွေထည့်ပြီးတော့ပွေပေးပါမယ်ရှင်တေချာလေးနှံ့အောင်လို့ပွေပေးပါမယ်ရှင်ဒီအိုးကြဲနဲ့ချက်ရင်တော့ပိုကောင်းပါရဲ့ပေါ့နော်အိမ်မှာဒီအိုးလေးကတင်းနေရောကနန်းတွေကအသေးချာမလေးမှွေလို့မရဘူးဖြစ်သွားပါရဲ့ရှင်ကနန်းတွေကိုတေချာလေးနှံ့အောင်လို့ပွေပြီးပြီဆိုရင်တော့ကနန်းလေးတွေကိုမြုပ်အောင်ဒီရေလေးထည့်ပြီးတော့အဖုံးလေးအုပ်ပေးထားပါမယ်ရှင်ကနန်းလေးတွေတေချာလေးစုပွက်ပြီးတော့ရေလေးနှဲငယ်ခန်းကနေဆိုရင်တော့မကြီးရေလေးအုပ်ပါမယ်ရှင်မကြီးရေလေးနဲ့ဆိုတော့ကနန်းလေးကချီချီဆက်ဆက်လေးနဲ့ပို့ပြီးတော့စားကောင်းစီမှာဖြစ်ပါရဲ့ရှင်မကြီးရေလေးလည်းထည့်ပြီးပြီဆိုတော့မဆလာလေးအုပ်ပါမယ်ရှင်ကနန်းထဲကိုမဆလာလေးအုပ်ပြီးပြီဆိုရင်တော့ကြက်ဥနှလုံးလောက်ဖောက်ပြီးတော့ထည့်ပါမယ်ရှင်ကျုပ်လေးတွေကိုကနန်းမချက်ခင်အနှစ်ထဲမှာလည်းတခါလေးထည့်ချက်လို့ရပါတယ်ပေါ့နော်ပြီးတော့ကနန်းထည့်ပြီးတော့မှလည်းချက်လို့ရပါတယ်ရှင်ပြီးရင်တော့မွေးမွေးလေးနဲ့စားကောင်းအောင်လို့ရှမ်းနံနံလေးအုပ်ပြီးတော့တေချာလေးမွေပေးလိုက်ပါရဲ့ရှင်ကနန်းမဆလာလေးကဆိုင်မှာဝယ်စားလို့ရှိရင်အရင်စီးကြည့်တာကြောင့်အိမ်မှာကိုယ့်ဘက်ကိုချက်စားကြည့်ကြတော့အရင်ချက်ရလွယ်ကူပြီးတော့တော်တော်လေးလက်စားကောင်းပါရဲ့ရှင်ကဲအခုဆိုရင်တော့ကနန်းမဆလာလေးရပါပြီရှင်ဒီချက်နီးလေးတွေကိုလည်းနေ့စဉ်တင်ဆက်ပေးသွားမှာမို့လို့ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့အကောင့်လေးကိုလည်း follow လုပ်ပေးခဲ့ကြပါဦးရှင်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးပါအားလုံးပဲ bye bye